ပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီရုပ်ရှင်ဟာတာမန်ကဘာပြက်ကပ်ပေးဇလန်းတွေထက်ပိုမိုဆန်းတဲ့အစ်စ်မိုးအနေအကိုတဘာဝကြကြနဲ့ရင်ထိတ်ထိတ်ဖြစ်အောင်ရိုက်ကူးပြထားပါတယ်ဒါကတော့တကယ်အစ်စ်မိုးပါပဲသူ့ရဲ့တိုက်စားနိုင်စွမ်းကဇာလဖြူအစ်စ်နဲ့တန်းတူပါပဲဒီလူဟာမိုးမီဝါခင်ကားတဲ့ကိုအချိန်မီမပုံနိုင်ခဲ့တာကြောင့်ခန္ဓာကိုယ်ဟာခဏချင်းအတွင်းမှာတင်အစ်စ်မိုးကြောင့်လူရုံမပေါ်အောင်တိုက်စားခံလိုက်ရပါတယ်အိမ်ထဲမှာပုံနေရင်တောင်ဘေးကင်းတယ်လို့မပြောနိုင်ပါဘူးဘာလို့လဲဆိုတော့အစ်စ်မိုးကအင်ခေါင်မိုးတွေကိုလည်းတိုက်စားပြနိုင်လို့ပါတန်ကူကွန်ကရစ်နဲ့ဆောက်ထားတဲ့တရားကြီးတွေတောင်မှအချိန်ကြာလာတာနဲ့အမျှဝုန်းခနဲ့ပြိုကျပျက်စီးသွားနိုင်ပါတယ်အစ်စ်ရဲ့ပြင်းထန်ပုံကိုသိတဲ့သူတွေဆိုရင်ဒီလိုအချိန်မျိုးမှာမြစ်ထဲကိုမတော်တဆပြုတ်ကျသွားခဲ့ရင်ဘယ်လောက်တောင်ခံရခက်မလဲဆိုတာပြောနေစရာတောင်မလိုပါဘူးမိနစ်အနည်းငယ်အတွင်းမှာတင်အယိုးတောင်ရှာမရတော့ပဲပျောက်ကွယ်သွားမှာပါဒါကတော့2023ခုနှစ်မှာယုံတင်ခဲ့တဲ့ပြင်သစ်ကပ်ပေးဆိုကြီးအကြောင်းရိုက်ကူးထားတယ်အစ်စ်ဆိုတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်ဇလန်ကတော့ပြင်သစ်နိုင်ငံကမြို့လေးတစ်မြို့မှာစတင်ခဲ့တာပါကဘာကြီးပူနွေးလာမှုကြောင့်ဆိုးရွားတဲ့ရာသီဥတုတွေမကြာခဏဖြစ်ပေါ်လာပြီးကမ္ဘာနိုင်ငံအသီးသီးမှာလည်းကြုံတောင်းကြုံခဲ့ပြင်းထန်တဲ့အပူလိုင်းတွေနဲ့ရင်ဆိုင်နေရပါတယ်အချို့ဒေသတွေမှာဆိုရင်တာမန်မိုးရေထက်အဆစ်တက်အစာပေါင်း1000မကပြင်းထန်တဲ့အဆစ်မိုးတွေတောင်ရွာသွန်းနေခဲ့ပါတယ်သတင်းတွေအရဒီမိုးရေဟာပြင်းထန်တဲ့တိုက်စားနိုင်စွမ်းရှိပြီးမိုးခိုဖို့မသိတဲ့တိရစ္ဆာန်တွေဟာထိခိုက်ဒေဆုံးမှုတွေရှိနေပြီလို့သိရပါတယ်ဒါကြောင့်အစိုးရပိုင်းကပြည်သူတွေကိုဘေးကင်းအောင်တတိထားကြဖို့နဲ့ကြိုတင်ကာကွယ်မှုတွေလုပ်ထားကြဖို့တတိပေးချက်ထုတ်ပြန်ထားပါတယ်အစပိုင်းမှာတော့မြို့ငယ်လေးကလူတွေဟာဒါကိုတိတ်ကိမဆိုင်ကြပဲအဆစ်မိုးကသူတို့စီရွာချလာမှာမဟုတ်ဘူးလို့ထင်နေကြတာပါဒါပေမဲ့လက္ခဏာရဲ့မျိုးစုံကကပ်ပေးဆိုကြီးဟာသူတို့နဲ့အလွန်နီးကပ်နေပြီဆိုတာပြသနေပါတယ်ဒီလိုနဲ့တရက်ညဘက်မှာမိုးကြီးတစ်ကြိမ်ရွာချလာခဲ့ပါတယ်မပိတ်ထားတဲ့ပြတင်းပေါက်ကနေတဆင့်မိုးရေတွေဟာအင်ရှင်မာရီရဲ့အိမ်ထဲကိုစိတ်ဝင်လာခဲ့ပါတယ်သူမကချက်ချင်းပဲအဝစ်တစ်ထဲရှာပြီးမိုးရေတွေကိုလာအုပ်လိုက်ပေမဲ့အချိန်တွေကုန်ဆုံးသွားတာနဲ့အမျှချမ်းပြင်ပေါ်ကအဝစ်ဟာတဖြည်းဖြည်းတိုက်စားခံနေရတာကိုသတိမထားမိခဲ့ပါဘူးနောက်တနေ့မနက်မှာတော့မာရီဟာရာသီဥတုခံမှန်းချက်ကိုကြည့်ပြီးထိတ်လန့်သွားခဲ့ရပါတယ်သူတို့မျိုးလေးမှာအစစ်မိုးရွာသွန်းဖို့ရာခိုင်နှုန်းအတော်များနေလို့ပါပဲသတင်းထဲကကြောက်စရာကောင်းတဲ့အကြောင်းအရာတွေကိုတွေးမိပြီးသူမဟာအပြင်မှာမြင်းစီးထွက်နေတဲ့တမိဖြစ်သူဆဲမအတွက်ချက်ချင်းစိတ်ပူသွားခဲ့ပါတယ်တကယ်တော့ဒီနေ့မှာဆဲမကျောင်းကတော်တွင်မြင်းစီးတဲ့လှုပ်ရှားမှုတစ်ခုကိုစီစဉ်ထားတာဖြစ်ပြီးကျောင်းသားတွေအာယုံစိုက်နိုင်ဖို့အတွက်ဆရာမကသူတို့ရဲ့ဖုန်းတွေကိုပါတင်ဆက်ထားခဲ့တာပါမာရီဟာသူမရဲ့ခင်မွန်းဝေါ်လစ်စီချက်ချင်းဖုန်းဆက်ပြီးဒီအကြောင်းကိုပြောပြလိုက်ပါတယ်ပြီးတော့သမီးကိုအတူတူတွားကြိုဖို့ကားမောင်းပြီးအင်ကိုချက်ချင်းပြန်လာခဲ့ဖို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာစက်ယုံမှာအလုပ်လုပ်နေတဲ့ဝေါ်လစ်ဟာလည်းစက်ယုံခေါင်မိုးဟာအစစ်မိုးကြောင့်တိုက်စားခံနေရတာကိုသတိပြုမိသွားပါတယ်အိမ်ပြန်ရောက်ပြီးဇနီးတီကိုခေါ်ကာဇနီးမောင်နှံနှစ်ဦးဟာကျောင်းကိုအရင်ဆုံးတွားခဲ့ကြပါတယ်မာရီကကျောင်းသားတွေမြင်းစီးနေတဲ့နေရာကိုတွားမင်းနေစဉ်မှာကားထဲမှာကြံခဲ့တဲ့ဝေါ်လစ်ကတော့အရေးပေါ်ကြေညာချက်တစ်ခုကိုကြားလိုက်ရပါတယ်မကြခင်ရောက်ရှိလာတော့မဲ့အစစ်မိုးဘေးမှာကာကွယ်ရန်ပြည်သူများအပြင်မထွက်ကြဖို့အစိုးရကသတိပေးထားပြီးမတော်တဆအစစ်မိုးမိသွားခဲ့ပါကချက်ချင်းဘေးကင်းရာမှာမိုးခိုကြဖို့နှိုးဆော်ထားပါတယ်ပြီးရင်အစစ်ပေနေတဲ့အဝတ်အစားတွေကိုချက်ချင်းချွတ်ပစ်ပြီးအကူအညီတောင်းခံဖို့ရဲစခန်းကိုဖုန်းဆက်ကြဖို့ပြောထားပါတယ်ဒီအချိန်မှာမာရီပြန်ရောက်လာပြီးအခြားဆရာမတွေစီကနေကျောင်းသားတွေမြင်းစီးနေတဲ့နေရာဟာ10ကီလိုမီတာအကွာကမြင်းဆောင်တစ်ခုမှဖြစ်တယ်ဆိုတာစုံစမ်းသိရှိခဲ့ရပါတယ်ဒါကြောင့်သူတို့နှစ်ဦးဟာအဲ့ဒီမြင်းဆောင်စီကိုချက်ချင်းမောင်းထွက်ခဲ့ကြပေမဲ့ကားမောင်းထွက်သွားပြီးမကြခင်မှာတင်ရှချေကလမ်းပိတ်နေတာနဲ့တိုးပါတော့တယ်မာရီသွားကြည့်လိုက်တော့မှပြည်သူတွေဘေးကင်းဖို့အတွက်ရဲတပ်ဖွဲ့ကလမ်းပိတ်ထားတာမှန်သိလိုက်ရတယ်ဘာလို့လဲဆိုတော့အစစ်မိုးကအခုပဲရောက်တော့မှမို့လို့ပါအဲ့ဒီအချိန်မှာပဲမာရီရှချေကကောင်းကင်ရံကိုမောကြည့်လိုက်တော့မင်းမောင်နေတဲ့မိုးတိမ်လိပ်ကြီးတွေကက်လာနေတာကိုတကယ်ပဲတွေးလိုက်ရပါတယ်ဒီအခြေအနေကိုမြင်တော့ဝေါ်လစ်ဟာတမိဖြစ်သူရဲ့အသက်အန္တရာယ်အတွက်ပိုပြီးစိုးရိမ်သွားကဇနီးတီကိုကားပေါ်အမြန်တင်ပြီးဘေးကကွင်းပြင်အတိုင်းကားကိုအချိန်ပြင်းပြင်းနဲ့ပတ်မောင်းသွားခဲ့ပါတယ်ဒီအချိန်မှာဆဲမာကတော့တောအုပ်ထဲမှာမြင်းကိုဆွဲပြီးရှောက်သွားနေတော့ပဲဖြစ်ကရောက်လာတော့မဲ့အစစ်မိုးအန္တရာယ်ကိုလုံးဝမသိရှာပါဘူးရုတ်တရက်လမ်းဖြတ်နေတဲ့မြင်းနှစ်ကောင်အချိန်ပြင်းပြင်းနဲ့ပြေးလာတာကိုတွေ့ရပြီးမြင်းကြောပေါ်မှာမိခိုးဖြူတွေထွက်နေတဲ့အပြင်ကြောက်စရာကောင်းတဲ့သွေးကွက်တွေနဲ့ပြည့်နေပါတယ်ဒါဟာအစစ်မိုးတိုက်စားခံလိုက်ရတာထင်ရှားနေပါတယ်မြင်းပေါ်ကကျောင်းသားတွေလည်းအသက်ဘေးကနေလွတ်ဖို့မလွယ်ကူတော့တာထင်ရှားပါတယ်အနေရရှိမှန်းသိသွားတဲ့ဆဲမာဟာခြေဦးတဲ့ရာကိုအပြေးလွှားထွက်ပြေးပါတော့တယ်ဒေစီနိုင်တဲ့အစစ်မိုးကလည်းနောက်ကနေကပ်ပါလာခဲ့ပါတယ်မိုးရေကြတဲ့နေရာတိုင်းမှာခဏချင်းအတွင်းမိခိုးဖြူတွေထွက်လာပြီးအရာအလုံးကိုတိုက်စားပြနေတယ်လို့ပါပဲအဲ့ဒီအချိန်မှာဝေါ်လစ်ဟာဖြက်လန်းကနေမြင်းဆောင်စီကိုရောက်လာခဲ့ပေမဲ့ဘယ်သူကိုမှမတွေ့ရပါဘူးသူသမီးဖြစ်သူရဲ့နာမည်ကိုအော်ဟစ်ရှာဖွေနေတော့မှာပဲဆဲမာဟာလည်းအစွမ်းကုန်ပြေးလွှားရင်းမြင်းဆောင်စီရောက်လာခဲ့တယ်လို့ဖခင်ဖြစ်သူရဲ့အတန်ကိုလည်းကြားလိုက်ရပါတယ်သမီးနောက်ကအစစ်မိုးကြီးကကက်လျက်ရောက်နေပြီဖြစ်လို့ဝေါ်လစ်လည်းသမီးကိုအချိန်မီဆွဲခေါ်နိုင်ခဲ့ပါတယ်သူတို့နှစ်ယောက်မြင်းဆောင်နဲ့ပြေးဝင်သွားတာနဲ့တပြိုင်နက်မိုးကြီးကဝုန်းခနဲ့ရွာချလိုက်ပါတော့တယ်တလန်းတာနောက်ကျခဲ့ရင်အကျိုးဆက်ကတွေးဝန်းစရာမရှိပါဘူးဒါပေမဲ့တက်ပြင်းတောင်ကောင်းကောင်းမချရသေးခင်ပါပဲမြင်းဆောင်ခေါင်မိုးကနေမိုးယိုနေတာကိုတွေးလိုက်ရလို့ဒီနေရာဟာလည်းမလုံခြုံတော့ပါဘူးကံကောင်းထောက်မစွာနဲ့မာရီကကားနဲ့အချိန်မီရောက်လာခဲ့ပါတယ်ဝေါ်လစ်လည်းမိုးကစတစ်ထဲကိုအမြန်ရှာပြီးမိုးကကာကွယ်ရင်းသမီးဖြစ်သူနဲ့အတူကားပေါ်ကိုအောင်မြင်တက်နိုင်ခဲ့ကြပါတယ်မာရီလည်းလီဘာကိုနင်းပြီးအင်ရှိယာဘက်ကိုအမြန်မောင်းထွက်ခဲ့ပါတယ်ဒါပေမဲ့လမ်းခုလက်မှာပဲလမ်းပိတ်ဆို့မှုကြီးနဲ့တိုးပါတော့တယ်လမ်းပေါ်မှာအသက်လူထွက်ပြေးနေကြတဲ့သူတွေကြီးပဲဖြစ်ပြီးလမ်းမကြီးတစ်ခုလုံးပိတ်ဆို့နေခဲ့ပါတယ်အချို့လူတွေဟာကားပေါ်ကိုတောင်မတက်ရသေးခင်မှာပဲအစစ်မိုးတန်ကိုအလူးလဲခံလိုက်ရပါတယ်စူးစူးဝါးဝါအော်ဟစ်တန်တွေဟာမိုးရွာတန်ကိုတောင်လွှမ်းမိုးသွားပြီးသူတို့တွေဟာမိုးခိုဖို့ကားတွေကိုလိုက်ရှာနေကြပေမဲ့ဘယ်သူကမှကားတကားဖွင့်မပေးရကြပါဘူးမာရီလည်းကားတကားကိုကြမ်းမချရသေးခင်မှာတင်အစစ်လောင်ပြီးရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့လူတစ်ယောက်ကကားတကားကိုဆွဲဖွင့်လိုက်ပါတယ်တော်သေးတာကဝေါ်လစ်စတရီမြန်လို့သူ့ကိုကန်ထုတ်ပစ်လိုက်နိုင်ပါတယ်သူတို့ဟာစူပါမားကတ်တစ်ခုရဲ့ကားပါကင်ကိုရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီမှာအခြားလူမြောက်လာသူအတော်များများလည်းစုဝေးနေကြပါတယ်ဝေါ်လစ်ဟာကားရဲ့ပျက်စီးမှုကိုစစ်ဆေးပြီးကောက်ရတဲ့အဝတ်အစားတွေနဲ့ကားပေါ်ကအစစ်မိုးရေတွေကိုလိုက်တုပ်ပစ်ပါတယ်ကားထပ်ပြီးပျက်စီးမသွားအောင်လို့ပါမာရီကလည်းအဝတ်တစ်ထည်ရှာပြီးကားခေါင်မိုးကိုကာကွယ်ဖို့အုပ်ပေးထားလိုက်ပါတယ်သူတို့အရာအလုံးလှုပ်ဆောင်ပြီးချိန်မှာတော့အပြင်ကမိုးကြီးဟာလည်းနောက်ဆုံးတော့တိတ်သွားခဲ့ပါတယ်ရွေးချယ်စရာမရှိတော့တာမို့မိသားစု3ယောက်ဟာကားကိုစွန့်ပစ်ပြီးခြေကျင်ပဲခီးဆက်ခဲ့ကြရပါတယ်အခုဆိုရင်မိုးချုပ်ခါနီးပြီမို့လို့သူတို့တညရာနားခိုဖို့နေရာတစ်ခုအရင်ရှာပြီးမနက်လင်းမှခီးဆက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်မကြခင်မှာတင်ရှေ့လျားအင်ချီတစ်ခုကိုလှမ်းမြင်လိုက်ရပေမဲ့အိမ်ပိုင်ရှင်ကတော့ဘယ်စီရောက်နေမှန်းမသိတော့ပါဘူးအိမ်ခန်းထဲမှာကိမုံတစ်ခုချထားတာကိုထောက်ရင်
ဒီကပ်ပေးမဖြစ်ပွားခင်ကဒီနေရာမှာမွေးနေ့ပွဲတစ်ခုကျင်းပနေခဲ့တာထင်ရှားပါတယ်သူတို့တွေဟာအလွန်ကမှုရှုထိုးထွက်ပြေးသွားခဲ့ကြပုံရပြီးမွေးထားတဲ့ကြောင်လေးကိုတောင်ခေါ်သွားဖို့အချိန်မရခဲ့ကြပါဘူး Wallace ကရေနှင်းငယ်တောက်ချင်ပေမဲ့ရေပိုက်လိုင်းထဲကိုအစစ်မိုးရေတွေစိမ့်ဝင်ပြီးညဉ့်ညမ်းနေမှာစိုးရိမ်နေမိပါတယ်အဲ့ဒီအချိန်မှာပဲကြောင်လေးကမြင်ကွင်းထဲရောက်လာတာမို့သူလဲစိတ်ကိုတင်းပြီး plus တဘူးထဲကိုရေပိုက်ခေါင်းကရေချို့ခံယူကကြောင်လေးကိုစမ်းသက်ပစ္စည်းအဖြစ်အသုံးပြုလိုက်ပါတယ်သမီးဖြစ်သူကဒါကိုမြင်တဲ့အခါဖခင်ရဲ့လောက်ရဟာရက်ဆက်လုံးတယ်လို့ခံစားရပြီးချက်ချင်းပဲအဲ့ဒီရေတွေကိုတုံပစ်လိုက်ပါတော့တယ်နောက်တနေ့မနက်မှာတော့မိသားစုဟာအစီအစဉ်အတိုင်းခြေချင်းပဲခီးဆက်ခဲ့ကြပါတယ်လမ်းတစ်လျှောက်လုံးမှာဒုက္ခတွေနဲ့ပြည့်နှက်နေပြီးကားတွေအကုန်ပျက်စီးကုန်တာကြောင့်အားလုံးကလမ်းလျှောက်ဖို့ပဲတက်နိုင်ကြရှာတာပါသူတို့တရားကြီးတစ်ခုရှာချေကိုရောက်တဲ့အခါအဲ့ဒီနေရာမှာလူတွေပိုပြီးစုပြုံနေတာကိုတွေ့လိုက်ရတယ်တကယ်တော့တရားကြီးဟာလည်းအစစ်မိုးကြောင့်တိုက်စားခံထားရတာကိုအာနာပိုင်တွေကတွေ့ရှိသွားလို့ပါပဲဒါကြောင့်ဘေးကင်းရေးကိုငဲ့ညာပြီးရဲတပ်ဖွဲ့ကလမ်းစုံမှာအတားအဆီးတွေချကာတရားပေါ်ဖြတ်တန်းမဲ့လူဦးရေကိုထိန်းချုပ်ဖို့စ조사နေတာဖြစ်ပြီးဝင်ပြီးတရားပြိုကျမဲ့ဘေးကနေကာကွယ်ဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့အသက်လူပြေးနေရတဲ့လူတွေကဘယ်မှာလာပြီးစနစ်တကျတန်းစီပါမလဲလူတိုင်းကရှာချေကိုပဲတိုးဝေးတက်နေကြတာဖြစ်ပြီးအဲ့ဒီအချိန်မှာ Wallace တို့မိသားစုဟာလည်းလူအုပ်ကြီးရဲ့တွန်းတိုက်မှုကြောင့်လမ်းစုံစီကိုရောက်လာခဲ့ကြပါတယ်သူတို့တရားကိုအတူတူဖျက်ချင်ခဲ့ပေမဲ့မထင်မှတ်ပဲမာရီကရှာချေကိုရောက်သွားခဲ့ပြီးမိသားစုဟာဒီလိုနဲ့လူချင်းကွဲကွာသွားခဲ့ရပါတယ်မကြခင်မှာတင်မာရီဟာတရားပေါ်ရောက်သွားခဲ့ပါတယ်နောက်မှာကြံခဲ့တဲ့ Wallace နဲ့သမီးဖြစ်သူကတော့လူအုပ်ထဲမှာပိတ်မိနေတုန်းပဲဖြစ်ပြီးမာရီကခင်ပွန်းနဲ့သမီးကိုထိုင်ဆောင်ချင်ပေမဲ့ရဲတွေကတော့သူ့မောက်ကိုအမြန်သွားဖို့နှင်ထုတ်နေပါတယ်ရွေးချယ်စရာမရှိတော့ပဲမာရီတယောက်တည်းတရားကိုအရင်ဖြတ်ကျော်လိုက်ရပါတော့တယ်အဲ့ကွန်ကရစ်တုံးတွေအမြင့်ကနေပြုတ်ကျလာပြီးခဏချင်းအတွင်းမှာတင်လူမြောက်အများဖိမိပြီးတေဆုံးသွားခဲ့ရပါတယ်အခြေအနေမဟန်မှန်းသိသွားတဲ့လူတွေဟာဘေးလွတ်ရာကိုထွက်ပြေးကြပါတယ်အချို့ကရှာချေဆက်တိုးသလိုအချို့ကလည်းနောက်ပြန်လှည့်ပြေးကြတာကြောင့်လူတွေဟာတရားပေါ်မှာတင်ပိတ်မိပြီးလှုပ်လို့မရဖြစ်ကုန်ပါတော့တယ်လူတွေအတင်းတိုးဝေးကြတဲ့တန်းကြောင့်ဘေးကတရားလက်ရန်တွေဟာအလေးချိန်ကိုမခံနိုင်တော့ပဲကျိုးပြတ်သွားခဲ့ပြီးမာရီဟာလည်းကန်ဆိုးစွာနဲ့လူအုပ်ကြီးနဲ့အတူရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်အစစ်မိုးကြောင့်ညဉ့်ညမ်းနေတဲ့မြစ်ရေဟာအလွန်အသက်အန္တရာယ်ရှိလာပါတယ်100 ဒီဂရီရှိတဲ့ရေနွေးပူကြီးလိုမျိုးလူရေပြားကိုခဏချင်းအတွင်းလောင်ကျွမ်းစေနိုင်တာပါနာကျင်စွာအော်ဟစ်တန်တွေနဲ့အတူလူတွေဟာရေထဲမှာအတင်းရုန်းကန်ကြရှာတယ်ဆဲမှာလည်းကန်းဆက်ကိုပြေးလာပြီးအမေကိုကယ်ဖို့စ조사ပေမဲ့နှမျောစရာကောင်းတာကအကွာအဝေးအလွန်လန်းလုံးလို့လုံးဝမမီခဲ့ပါဘူးသူမရဲ့မိခင်ဟာမကြခင်မှာတင်ရုန်းကန်တာရက်တန့်သွားပြီးအသက်ရှူဆဲသွားခဲ့ပါတယ်သူမဟာလည်းအမေရဲ့ရုပ်အလောင်းကိုရေစီးထဲမျောပါသွားတာကိုညှိကြည့်နေုံကလွဲလို့ဘာမှမတက်နိုင်ခဲ့ပါဘူးသမီးဖြစ်သူအနေနဲ့ထပ်မကြုံရအောင်နောက်ကနေကပ်လိုက်လာတဲ့ Wallace ကသူမကိုအမြတ်အန်လာဆွဲထားလိုက်ပါတယ်နောက်ဆုံးကီလိုမီတာအနည်းငယ်မှာလမ်းကြောင်းကကားကြီးတွေဖြတ်လို့မရတာကြောင့်စစ်သားတွေကအားလုံးကိုကားပေါ်ကဆင်းခိုင်းပြီးခြေကျင်ပဲခီးဆက်ခိုင်းပါတော့တယ်ဒါပေမဲ့မထင်မှတ်ပဲသူတို့ကားပေါ်ကဆင်းပြီးမကြခင်မှာတင်ကောင်းကင်တစ်ခုလုံးမိုးတိမ်တွေမှောင်မေးလာပြီးအစစ်မိုးကနောက်တစ်ကြိမ်ရွာတော့မဲ့အခြေအနေဖြစ်လာပါတယ်ဒါကြောင့်လူတိုင်းကခီးကိုအရှိန်မြင့်ပြီးရှောက်ကြပါတော့တယ်ဆဲမာတယောက်ပဲအားလုံးထဲမှာထူးခြားနေခဲ့တယ်ဘာလို့လဲဆိုတော့သူမဟာမကြခင်မှာတင်အားအင်ကုန်ခန်းပြီးမြေပြင်ပေါ်လဲကျသွားလို့ပါပဲမတက်နိုင်တဲ့အဆုံးဖခင်ဖြစ်သူကသူမကိုအတင်းတွဲခေါ်ပြီးတွားရပေမဲ့ဒီလိုလုပ်တာကသူတို့ရဲ့ထွက်ပြေးရမယ့်အရှိန်ကိုအများကြီးနှောင့်နှေးသွားစေပါတယ်မျက်စိတမိတ်အတွင်းမှာတင်သူတို့ဟာလူအုပ်ကြီးရဲ့နောက်မှာအဝေးကြီးကြံရိတ်ခဲ့ပါတယ်ဒီတိုင်းသာဆိုရင်ဒုက္ခတီစခန်းရောက်ဖို့ဝေးဆိုလူအုံနောက်မိဖို့တောင်ခက်ခဲသွားပါပြီအခုအချိန်မှာသူတို့အရင်ဆုံးမိုးခိုဖို့နေရာတစ်ခုရှာရမှာဖြစ်ပြီးအဲ့ဒီအချိန်မှာပဲပစ်ထားတဲ့လေကြောင်းရန်ဘုံခိုခြင်းတစ်ခုကိုလမ်းတွေ့လိုက်ရပါတယ် Wallace ကချက်ချင်းရှာချေတက်ပြီး Drain Wall ကိုပိတ်ထားတဲ့တရက်6တွေကိုဖယ်ရှားလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲမိုးကြီးကတဲတဲမဲမဲရွာချလိုက်ပြီးတရက်တွေပေါ်မှာတဖြန်းဖြန်းနဲ့မြည်ဟင်းနေပါတော့တယ်အရေးကြီးတဲ့အချိန်မှာပဲ Wallace ဟာအသက်လုံးမြောက်မဲ့လမ်းကြောင်းတစ်ခုကိုတူးဆွနိုင်ခဲ့ပြီးသူတို့သားနှစ်ယောက်ဘေးကင်းရန်ကင်းတဲ့တွင်းထဲကိုတိုးဝင်သွားနိုင်ခဲ့ကြပါတယ်ဒါပေမဲ့ Drain Wall ကလည်းမလုံခြုံသေးပါဘူးဘာလို့လဲဆိုတော့မိုးကအရန်သေးလုံးလို့မိုးရေတွေက Drain Wall အတိုင်းစီးဝင်လာလို့ပါပဲသားနှစ်ယောက်လည်းတွင်းထဲကိုပို့ပြီးနက်နက်ရှိုင်းရှိုင်းတိုးဝင်သွားခဲ့ရပါတယ်ကံကောင်းတာကဒီလေကြောင်းရန်ဘုံခိုခြင်းဟာအတော်လေးကျယ်ဝန်းပြီးလမ်းကြောင်းတွေဖြာထွက်နေတာကြောင့်အချိန်တိုအတွင်းမှာတော့ရင်းနှီးမြုပ်မှာမဟုတ်ပါဘူးသူတို့အခြားထွက်ပေါက်တစ်ခုကိုရှာတွေ့တဲ့အချိန်မှာတော့အစစ်မိုးကလည်းနောက်ဆုံးတော့တိတ်သွားခဲ့ပါပြီဘလို့မှမဆိုင်မတော့ပဲတားဖနှစ်ယောက်တွင်းထဲကနေချက်ချင်းထွက်လာခဲ့ကြပါတယ်အစစ်မိုးရဲ့တိုက်စားမှုကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးမှာမိခိုးဖြူတွေထွက်နေပြီးလမ်းတစ်လျှောက်ကအင်ချီတွေဟာလည်းဆိုးဆိုးရွားရွားပျက်စီးနေခဲ့ပါတယ်ဒုက္ခတီစခန်းရဲ့လမ်းကြောင်းကိုမသိတာကြောင့်သူတို့ဟာဥတီချက်မရှိပဲရှောက်သွားနေရပါတယ် Wallace ကတအိမ်တက်ဆင်းတကားလိုက်ခောက်ပြီးအကူအညီရလိုရညာစူးစမ်းပေမဲ့အိမ်တိုင်းမှာလူတစ်ယောက်မှမရှိပဲစွန့်ပစ်ထားတာကိုပဲတွေ့ရပါတယ်ဒါပေမဲ့လမ်းကွေးတစ်ခုအရောက်မှာပဲသူဟာအလွန်မင်းမောပန်းနွမ်းနယ်နေတာအပြင်အချိန်တော်ကြာအစာမစားရသေးတာကြောင့်မြေပြင်ပေါ်ကိုမူးလဲကျသွားပါတော့တယ်အခုဖခင်ဖြစ်သူပါလဲကျသွားပြီမို့ဆဲမာတယောက်ချက်ချင်းထိတ်လန့်သွားပြီးဘာလို့ရမှန်းမသိတော့ပဲမြေပြင်ပေါ်မှာစောင်းကြောင်ထိုင်ကအကူအညီတောင်းပြီးငိုယိုအော်ဟစ်နေုံပဲတက်နိုင်ပါတော့တယ်အဲ့ဒီအချိန်မှာပဲသူမဟာဘေးကအိမ်ပြတင်းပေါက်ထဲမှာလူရှိနေတယ်လို့မျိုးမတော်တဆသတိပြုမိသွားပြီးသူမအသက်လိုပြီးအကူအညီလမ်းတောင်းခဲ့ပါတယ် Wallace သတိပြန်ရလာတဲ့အခါသူဟာအိမ်ခန်းတစ်ခုထဲကိုရောက်နေမှန်းသိလိုက်ရတယ်သူ့ကိုကယ်တင်ပေးခဲ့တာကတော့စိတ်နှလုံးကောင်းရှိတဲ့တားမီးနှစ်ယောက်ဖြစ်ပါတယ်တားဖြစ်သူရဲ့ကြောက်ကမကောင်းတာကြောင့်ကြောက်ကအစားအလုပ်လုပ်ပေးမယ်တီးတန်းဆက်ပစ္စည်းတစ်ခုလိုအပ်နေလို့သူတို့တွေဟာဒီအိမ်မှာပဲအောင်အေးပြီးကြံရိတ်ခဲ့ကြရတာပါကံကောင်းတာကအိမ်ထဲမှာအစားအစာအလုံးလောက်ရှိလို့အချိန်တော်ကြာတောင်းခံနိုင်ခဲ့ကြပါတယ်အဲ့ဒီနောက်အမျိုးသမီးကတားဖနှစ်ယောက်အတွက်အစားအစာတွေပြင်ဆင်ပေးပြီးဒီနေရာမှာရက်အနည်းငယ်လောက်ထပ်နေနိုင်ကြောင်းပြောပြရှာပါတယ်ဒါပေမဲ့ Wallace ကတော့မနှက်ဖြန်ကြရင်ထွက်ခွာတော့မယ်လို့ပြောလိုက်ပါတယ်ပြီးတော့တားမီးနှစ်ယောက်ကိုလည်းဒီကနေထွက်သွားဖို့အကြံပေးခဲ့တယ်ဘာလို့လဲဆိုတော့ဒီအိမ်ကြီးဟာလည်းဆိုးဆိုးရွားရွားတိုက်စားခံထားရပြီးနောက်ထပ်ရွာမဲ့အစစ်မိုးတံကိုကြမ်းကြမ်းခံနိုင်တော့မှာမဟုတ်ဘူးဆိုတာသူသတိပြုမိလို့ပါပဲ
ဒါပေမဲ့အမျိုးသမီးကတော့ဒီမှာပဲဆက်နေဖို့အတင်းဆုံးဖြတ်ထားပါတယ်။တားဖြစ်သူရဲ့ခန္ဓာကိုယ်အခြေအနေကခီးဝေးသွားဖို့မတက်မရက်နိုင်တော့တာကြောင့်သူမအတွက်တခုတည်းသောနေလန်းကဒီမှာပဲနေပြီးကယ်ဆယ်ရေးကိုဆက်ဆောင်ဖို့ပါပဲ။ဒီလောက်အထိအနေအကြီးမားတဲ့အခြေအနေနဲ့ရောက်သွားလိမ့်မယ်လို့မထင်ထားခဲ့ပါဘူး။ Wallace လည်းစိုးရိမ်တကြီးနဲ့ကားကိုပတ်မောင်းပြီးသမီးရဲ့နာမည်ကိုအော်ဟစ်ရှာဖွေပါတော့တယ်။အဲ့ဒီအချိန်မှာပဲသူသမီးဖြစ်သူရဲ့အကူအညီတောင်းတန်ကိုကြားလိုက်ရတာကြောင့်အတန်လာရာဘက်ကိုချက်ချင်းလိုက်ရှာပါတော့တယ်။အဲ့ဒီအချိန်မှာဆဲမာဟာထုံဆက်တစည်းကိုတွေးလိုက်ရလို့သွားစရာမရှိတော့ပဲထုံဆက်ပေါ်ကိုလန့်တက်လိုက်ပါတယ်။ဒါပေမဲ့ထုံဆက်ရဲ့အောက်ခြေဟာရွှွန့်နွန်အိုင်ကြီးဖြစ်နေပြီးအစစ်မိုးရဲ့တက်ရောက်မှုကြောင့်ရွှွန့်နွန်တွေဟာအလွန်မငြိမ်မသက်ဖြစ်လာကထုံဆက်ကြီးဟာတဖြည်းဖြည်းကျုံဝင်သွားပါတော့တယ်။ Wallace ကလည်းသမီးကိုကယ်ချင်စောနဲ့ရှာချေကရွှွန့်နွန်အိုင်ကိုသတိမထားမိပဲကားပါရွှွန့်ထဲကျုံဝင်သွားခဲ့ရပါတယ်။သမီးဖြစ်သူရဲ့နာကျင်စွာအော်ဟစ်တန်ကိုကြားရတဲ့အခါ Wallace ဟာသူ့ရဲ့ကိုယ်ပိုင်သက်အန္တရာယ်ကိုဂရုမစိုက်နိုင်တော့ပဲကားထဲကနေတိုက်ရိုက်သွားထွက်ကသမီးကိုကယ်တင်ဖို့ခြေကျင်ပဲသွားဖို့ပြင်လိုက်ပါတော့တယ်။ဒီရွှွန့်နွန်အိုင်ထဲမှာအစစ်မိုးရေတွေကြီးပဲပြည့်နေတာကြောင့်သူ့ရဲ့ခြေထောက်နှစ်ဖက်ဟာကြီးမားတဲ့လောင်ကျွမ်းမှုတန်ကိုခံရမှာဖြစ်ပါတယ်။ဒါပေမဲ့ Wallace ကတော့ဘလို့မှမရက်တန့်ပဲဒီလိုနဲ့သမီးဖြစ်သူရဲ့ရှေ့မောက်ကိုတလန်းချင်းတိုးဝင်သွားခဲ့ပါတယ်။ဆဲမာဟာအသက်ကယ်ဆုံးမြုပ်ကြီးကိုစုပ်ကင်လိုက်ရတယ်လို့မျိုးဖခင်ရဲ့ကြောပေါ်ကိုချက်ချင်းခုန်တက်လိုက်ပြီး Wallace လည်းသမီးကိုကြောပိုးပြီးချက်ချင်းနောက်ပြန်လှည့်လျှောက်ခဲ့ပါတယ်။ဒါပေမဲ့ပြန်ရမယ့်လမ်းကပိုပြီးခက်ခဲလာပါတယ်။သူဟာအစစ်မိုးရဲ့တိုက်စားမှုတန်ကိုခံရမယ့်အပြင်နောက်ထပ်လူတစ်ယောက်ရဲ့အလေးချိန်ကိုပါထပ်မံထမ်းပိုးထားရလို့ပါပဲ။ဒါကြောင့်သူ့ရဲ့ခြေထောက်တွေဟာရွှွန့်ထဲကိုအမြန်ပဲကျုံဝင်သွားပြီးခြေလန်းတိုင်းဟာတေးလုံးတက်နာကျင်လာပါတယ်။သို့တော်လည်းသူဟာနောက်ဆုံးအထိအန်ကျိတ်တောင့်ခံပြီးသမီးဖြစ်သူကိုအနေအကြားကနေအောင်မြင်စွာခေါ်ထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတင် Wallace ဟာအားအင်အားလုံးကုန်ခန်းသွားပြီးတတိလစ်သွားခဲ့ပါတော့တယ်။နောက်ဆုံးတော့နောက်တနေ့မနက်ခင်းကိုရောက်ရှိလာခဲ့ပြီး Wallace ရဲ့ခြေထောက်နှစ်ဖက်ကတော့ကြည့်ရစရာမရှိအောင်ပျက်စီးနေခဲ့ပါပြီ။အိပ်ပျော်နေတဲ့ဆဲမာဟာကားအင်ဂျင်တန်တစ်ခုကြောင့်ရုတ်တရက်နိုးလာခဲ့ရတယ်။သူမမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တဲ့အခါစစ်တပ်ရဲ့တန်ချက်ကားတစ်စီးသူတို့စီမောင်းနှင်လာတာကိုတွေ့လိုက်ရပါတယ်။ဒီလိုနဲ့တားဖနှစ်ယောက်ဟာအောင်မြင်စွာကယ်တင်ခြင်းခံလိုက်ရပြီးစစ်တပ်ကသူတို့ကိုဒုက္ခသည်စခန်းတစ်ခုစီခေါ်ဆောင်သွားခဲ့ပါတယ်။ Wallace ဟာအချိန်မီကုသမှုခံယူခွင့်ရခဲ့လို့အသက်ဘေးကလွတ်မြောက်ခဲ့ပေမဲ့တိုက်စားခံလိုက်ရတဲ့ခြေထောက်နှစ်ဖက်ကိုတော့ဖျက်ပစ်လိုက်ရပါတော့တယ်။ဖခင်ဖြစ်သူကသူမကိုကယ်တင်ဖို့အတွက်ဒီလိုအခြေအနေမျိုးဖြစ်သွားတာကိုကြည့်ပြီးဆဲမာတယောက်နောင်တရစရာမျက်ရည်တွေကျဆင်းခဲ့ရပါတော့တယ်